အားလုံးပဲမင်္ဂလာပါအခုကတော့ဆလွန်လေချောင်းလေးနည်းနည်းနာနေတယ်ပေါ့နော်တငယ်ချင်းတို့ဆလွန်လိုမျိုးဖြစ်ကြရလားမသိဘူးနော်ပြီးမှတရက်နေ့ဆိုလို့ရှိရင်ခေါင်းကိုက်ရင်ကိုက်ခေါင်းမကိုက်လို့ရှိရင်လေချောင်းနာတယ်ပေါ့နော်ဒီနေ့ဆိုလို့ရှိရင်လေချောင်းနာတယ်ပေါ့နော်အခုဆလင်ပြပြရှင်တာကတော့ဆလင်ကြိုက်ထားနေတဲ့ပစ္စည်းကဖိုက်တိုဝီလေးပဲဖြစ်ပါတယ်ဒီဖိုက်တိုဝီလေးကဘာအတွက်ကောင်းလဲဆိုလို့ရှိရင်တော့တီးရှင်နေကြပြီလို့ထင်ပါတယ်ပေါ့နော်ဒီဖိုက်တိုဝီလေးကတော့ဝင်းချိုးစေတဲ့သူဝင်းမသွားတဲ့သူဝင်းပုံမှန်မသွားတဲ့သူတွေအတွက်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အလူလူတွေကဒီဖိုက်တိုဝီလေးကိုတောက်ပတင်တယ်ပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုကပင်ချင်တဲ့သူတွေအတွက်အစီချရှင်တဲ့သူတွေအတွက်ဒီဖိုက်တိုဝီလေးကအရန်ကောင်းတယ်ပေါ့နော်တကယ်ပင်ချင်မှတောက်ပါနော်ရရှင်တဲ့သူတွေစမ်းတောက်ရှင်တဲ့သူတွေမှာလို့ရပါတယ်ပေါ့နော်ဆန်လင်းပင်လုံးပါ